အဲ့ဒါဆိုရင်အရင်တစ်ခေါက်ကဒီ E minor နဲ့ A sus2 နဲ့ရသွားပြီဆိုရင်ဒီတစ်ခါကျရင်အောက်ကဒီ A sus2 ကနေစမယ်အဲ့ A sus2 ကိုဘာလုပ်မလဲဆိုရင်ဒီလွတ်နေတဲ့ဒီလက်ညှိုးလေးက2ကြိုး1ကွက်ထိပ်ဆုံးလေးကိုဖိလိုက်မယ်ဒါဆိုရင် A minor ဖြစ်သွားမှာဒီလိုဖြစ်သွားမှာနော်အဲ့ဒီပုံစံလေးအတိုင်းအပေါ်ကိုတက်မယ် A minor ပုံစံအတိုင်းဒီ3ကြိုးလုံးကအပေါ်တက်လိုက်တာပေါ့လက်ညှိုးက3ကြိုးဟိုကောင်တွေက4ကြိုး5ကြိုးတက်လိုက်တာ E minor ကနေလက်ညှိုးထောက်လိုက်တော့ E ဖြစ်သွားတယ် E major ကောဖြစ်သွားတာပေါ့ဒါဆိုဟုတ်ပြီနော်ပြန်စမယ်ဆိုရင် A sus2 ကိုလက်ညှိုးလေးထောက်လိုက်တော့ A minor ဖြစ်သွားတယ်အဲ့လိုပဲ E minor ကိုလက်ညှိုးလေးထောက်လိုက်တော့ E major ဖြစ်သွားတယ်ဒီတခါကျတော့ A minor E A minor E ပေါ့ဒီလိုလေးစမယ်ဒီနှစ်ကွက်လည်းရှေ့ပိုင်းတော့လိုပဲ၄ချက်စီပဲတီးမှာပေါ့ဒီညာဘက်လက်ကအကုန်ဒေါင်းနေရတီးသွားတာเนาะအတူလိုက်တီးကြည့်ပါเนาะ1 2 3 4 ဆုံးသက်လိုက်အောင်ဒီလေးကွက်ကိုသာကျင်သားရသွားပြီဆိုရင်နောက်ထပ်အကွက်တွေပြောင်းဖို့ကတိတ်ပြီးတော့ခက်ခဲမယ်လို့မထင်ပါဘူးเนาะ